ကဲအားလုံးပဲမင်္ဂလာပါ90 minute forward တစ်ကနေအားလုံးပြန်လည်ကြိုဆိုပါရစေဒီနေ့ည2 နာရီမှာရှင်နယ်ကစားမဲ့ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်19လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့စိန့်ပေါ်လီလိုက်စစ်ဝါတာဘီမင်နဲ့ဟော့ဖန်ရေးအကြောင်းကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်โอเคဘောလုံးပွဲတွေကိုကျွန်တော်နေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတဲ့ရင်အပန်းမကြည့်ဘူးဆိုရင် like နဲ့ subscribe လေးလုပ်ထားခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျ Telegram မှာလည်းကျွန်တော်မောင်းတွဲလေးတွေတပွဲကောင်းပွဲစဉ်လေးတွေနေ့စဉ်ချပေးနေရဖြစ်လို့ကျွန်တော်ရဲ့ Telegram channel ကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ရပါတယ်ကျွန်တော်အောက်က description မှာလည်းကျွန်တော် link ချပေးထားပါတယ်နော်โอเคပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော်စိန့်ပေါ်လီနဲ့ live set level ရှုံးပေးထားရကြနော်ကူပေါင်းကြီးကတော့3လုံးကို50 3လုံး50ပေးထားတယ်။အမှစိန့်ပေါ်လီကိုကျွန်တော်ကြည့်မယ်ဆိုရင်စိန့်ပေါ်လီကတော့အဆင့်7နဲ့ရမှတ်73မှတ်သူရရှိထားတယ်။စုစုပေါင်းစိန့်ပေါ်လီ18ပွဲကစားထားပြီးအင်ကွင်း10ပွဲမှာသူ2ပွဲနိုင်2ပွဲတည်4ပွဲရှုံးဆိုပြီးသူ10မှတ်ရရှိထားတယ်။အဝေးကွင်း10ပွဲကစားထားရမှာစိန့်ပေါ်လီ2ပွဲပဲနိုင်တယ်။2ပွဲတည်9ပွဲရှုံးအဝေးကွင်းမှာသူ9မှတ်ရရှိထားတယ်။စိန့်ပေါ်လီနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာသူ2ပွဲနိုင်2ပွဲတည်2ပွဲရှုံးအဲ့ဒီမှာသူအင်ကွင်းပွဲမှာဆိုရင်သူဟက်တဟန်ကိုသူ2-1နဲ့သူအနိုင်ရရှိထားတယ်။ဝူဖတ်ကို2-1နဲ့အဝေးကွင်းမှာရှုံးထားတယ်။ဒေါ်မွန်ကို3-2နဲ့အဝေးကွင်းမှာရှုံးထားတယ်။နောက်ဆုံးကန်ခဲ့တဲ့စိန့်ပေါ်လီနောက်ဆုံးကန်ခဲ့တဲ့ဟမ်ဘဂါနဲ့ပွဲမှာတော့သူအင်ကွင်းကနေတည်တက်မှတ်ကိုသူရယူနိုင်ခဲ့တယ်။တည်ကြခဲ့ပေါ့နော်။အဲ့မှာတည်တက်မှတ်သူရယူနိုင်ခဲ့တယ်။အဲ့တော့သူအင်ကွင်းရောအဝေးကွင်းရောလက်ရှိမှာတော့စိန့်ပေါ်လီကတော့မကောင်းလက်ရှိမှာလည်းတန်းစင်းစုံတဲကိုရောက်နေပေါ့နော်။အဲ့မှာလိုက်စစ်ကတော့လက်ရှိမှာသူ35မှတ်နဲ့အဆင့်5ဆိုတဲ့နေရာမှာရပ်တည်ထားတယ်။အပေါ်ကအဆင့်3ဟော့ဖန်ဟေးအဆင့်4စတူကတ်နဲ့သူတတ်မှတ်ပဲကွာထားတယ်။လိုက်စစ်နောက်ဆုံး5ပွဲကစားထားရမှာ2ပွဲနိုင်3ပွဲရှုံးရရှိထားတယ်။အဲ့ပွဲတွေကတော့ယူနီယံပါလင်3-1ဆိုပြီးတော့သူအဝေးကွင်းမှာရှုံးထားတယ်။လီဗာပူးဆန်1-3ဆိုပြီးသူအင်ကွင်းမှာထပ်ရှုံးထားတယ်။ဘိုင်ယန်မြူးနစ်ကို1-5ဆိုပြီးအဝေးကွင်းမှာခိုးပြက်ချင်နဲ့ရှုံးထားတယ်။နောက်ဆုံးကစားခဲ့တဲ့လိုက်စစ်ကဟစ်တဟန်ကိုသူအဝေးကွင်းမှာ G3 ဆိုတဲ့ကိုပြတ်နဲ့သူအနိုင်ရရှိထားတယ်။ဒီပုံစံရဆိုရင်တော့အင်ကွင်းကလည်းစိန့်ပေါ်လီအနေနဲ့အင်ကွင်းရောအဝေးကွင်းရောအခြေအနေမကောင်းဘူးလက်ရှိမှာလည်းသူတန်းစင်းစုံထဲမှာပဲရောက်နေတဲ့အတင်းတင်းကိုအဆင့်9မှာရှိတဲ့ Leipzig ကနေပြီးတော့သူ level ရှုံးဆိုတဲ့ကြီးမျိုးပေးထားတယ်။ Leipzig ကနေပြီးတော့နေချင်းစရာကြီးပေါ့ဗျာနော်။ Leipzig ကအင်ကွင်းကိုပိုကောင်းတယ်။အဝေးကွင်းရောအင်ကွင်းရောသူ18ပွဲကစားထားပြီးရဲ့အချိန်မှာသူ2ပွဲတည်ကြထားတယ်ထူးထူးခြားခြားအဲ့2ပွဲကြထားတဲ့တည်ရလဲသူအဝေးကွင်းမှာ2ပွဲတည်ကြထားတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ပွဲမှာတော့ကျွန်တော်စိန့်ပေါ်လီနဲ့လိုက်စစ်ပွဲမှာတော့ကျွန်တော်အေရှင်စိန့်ပေါ်လီကိုပဲကြိုက်ပါတယ်။အေရှင်စိန့်ပေါ်လီကိုကြိုက်ပါတယ်။ဂိုးပေါင်းအနေနဲ့ကတော့3လုံးကို50မှာကျွန်တော်ဂိုးပေါင်းအောက်ကိုလည်းကြိုက်ပါတယ်။ Okay နောက်တစ်ပွဲကတော့ဝါတာဘီမင်နဲ့ဟော့ဖန်ဟင်ပွဲပဲဖြစ်ပါတယ်။အဲ့မှာအဝေးကွင်းဟော့ဖန်ဟင်ကနေပြီးတော့လေဗင်50ရှုံးပေးထားပါတယ်ကိုပေါင်းကြီးကတော့3လုံးတည်ကြီးပါဝါတာဘီမင်ကတော့18ပွဲကစားထားပြီး18မှတ်နဲ့အဆင့်15မှာရပ်တည်နေတယ်သူအင်ကွင်းမှာ10ပွဲကစားထားမှာ3ပွဲနိုင်3ပွဲတည်ကြီး2ပွဲရှုံးရရှိထားတယ်အဝေးကွင်းနေတဲ့အင်ကွင်းကဝါတာဘီမင်ကပိုကောင်းတာကိုလည်းတွေ့ထားရတယ်ဝါတာဘီမင်နောက်ဆုံး5ပွဲကစားထားမှာ3ပွဲရှုံး2ပွဲတည်ကြီးသူရရှိထားတယ်အဲ့မှာအင်ကွင်း2ပွဲပါတယ်စတုကတ်ကိုသူအင်ကွင်းမှာ0ဆိုပြီးတော့သူကိုပြက်ကြီးရှုံးထားတယ်။နောက်တစ်ပွဲကတော့သူ front back နဲ့3-3ဆိုပြီးတော့သူအင်ကွင်းမှာတည်ကြထားတယ်။အရင်ကြီးတော့ရလက်တွေတော့အရင်ကြီးတော့ကောင်းနေတယ်တင်လည်းမဟုတ်ဘူးပြနော်။ဆိုတော့ဟော့ဖန်ကတော့18ပွဲကစားထားပြီး36မှတ်နဲ့အဆင့်3နေရာမှာရပ်တည်ထားတယ်။အင်ကွင်း9ပွဲမှာ6ပွဲနိုင်နဲ့3ပွဲရှုံးထားတယ်။အဝေးကွင်း9ပွဲမှာ5ပွဲနိုင်3ပွဲတည်2ပွဲရှုံးထားတဲ့ဟော့ဖန်ဟိလည်းဖြစ်တယ်။ဟော့ဖန်ဟိနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ4ပွဲနိုင်2ပွဲတည်ရရှိထားတယ်။အဲ့တည်ကြခဲ့တဲ့ပွဲရတယ်သူစတုကတ်ကိုသူအဝေးကွင်းမှာဟော့ဖန်ဟိတည်ကြထားတယ်။ဒါကြောင့်မို့ဝါတာဘီမီနဲ့ဟော့ဖန်ဟိပွဲကတည်တစ်ပေါက်ရှိတယ်။ဘာပဲဖြစ်ဖြစ်5မှုနဲ့တစ်ချက်လေးရမယ့်ပွဲမှာကျွန်တော်ဟော့ဖန်ဟိဘော်ဒီကိုပဲကြိုက်တယ်ဟော့ဖန်ဟိဘော်ဒီကိုကြိုက်တယ်။နှစ်ဖက်တင်ကိုတွေမြင်ရနိုင်တဲ့အတွက်
ကိုပေါင်းစီ 3D ဆိုရမှာကျွန်တော်ကိုပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်ကဲ okay ဒါကတော့ဂျာမန်ဘွန်ဒက်လီဂါပွဲတွေရဲ့လက်ကျန်ပွဲတွေကိုကျွန်တော်တင်ပြပေးလိုက်တာဖြစ်ပါတယ်နေ့စဉ်ဘောလုံးပွဲတွေကိုတင်ဆက်ပေးနေတဲ့ channel လေးဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတဲ့ရင် like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်